သူရဲ့ဇက်မှာဝင်ကရင်တန်ရာရသွားတဲ့လူရှင်တော်ကိုစေကူတာမပေးလို့လူပြောများနေတဲ့စမ်းရည်မို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုချိန်မှာဇက်သပင်လောကမှာအောင်စပူနဲ့အပြိုင်ဒိတ်ဒိတ်ကျနာမည်ကြီးနေတာကတော့ဇက်မင်းသားလေးစမ်းရည်မို့ပါအားလုံးသိကြတဲ့အတိုင်းအခုချိန်မှာအောင်စပူနဲ့စမ်းရည်မို့ကိုအားပေးသူပရိသတ်များစွာကဝန်းရံနေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့ဇက်မင်းသားစမ်းရည်မို့ကိုလူတွေကဝေဖန်နေကြတာပါဒါကလေသူ့ရဲ့ဇက်အဖွဲကလူရှင်တော်တယောက်ကြောင့်ပါစမ်းရည်မိုးဇက်တပင်မှာကပြနေတဲ့လူရှင်တော်အောင်ပါကအခုချိန်မှာဇက်ကနေနဲ့ဒူးထိခိုက်ဒဏ်ရာရသွားပါတယ်လူရှင်တော်အောင်ပါကစမ်းရည်မိုးနှစ်ပါးသွားကနေတော့ပြက်လုံးထုံနေစဉ်နောက်ထပ်အငယ်လူရှင်တော်တယောက်ကသူ့စီကိုခုံတက်လိုက်စဉ်ဒူးလဲသွားတာပါဒါကြောင့်လေဇက်မကနိုင်မဲနားနေရပါတယ်ဇက်မင်းသားတွေကတညကို300ချီရပေမဲ့လူရှင်တော်တွေကတော့တနေ့လုံးမှတနေ့စားရတာပါဒါကြောင့်အခုဆိုရင်တော့လူရှင်တော်အောင်ပါတယောက်ဇက်မကနိုင်လို့စောင်းဝင်နေရဲ့အခက်အခဲကြုံနေရပါတယ်လူရှင်တော်အောင်ပါကစေကူသားဖို့ပတ်စံမရှိလို့ဖုန်းရောင်းပြီးတော့ကုသနေရတယ်လို့သတင်းထွက်နေရပါဒါကြောင့်အားလုံးကစိတ်မကောင်းဖြစ်ကြရပါတယ်စမ်းရည်မိုးကဇက်အဖွဲကလူရှင်တော်အောင်ပါဟာသူကမိသားစုမှာတဝရီတော့ငွေရှာသူဖြစ်တာကြောင့်အခုလိုဇက်မကနိုင်ခြင်းစောင်းဝင်နေရခက်ခဲနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်ဒူးနာတာပျောက်ကင်းခြင်းကမကောင်းရင်လည်းဒူးနာခြင်းတလောက်နာဇက်ကမှထမင်းစားရမယ်ဆိုလို့ဆိုပါတယ်။ဒါကြောင့်ပရိသတ်တွေကလူရှင်တော်အောင်ပါကိုသနာကြပါတယ်။တချို့ကတော့စမ်းရည်မိုးနေနဲ့ကိုဇက်ကလူရှင်တော်တယောက်အခုလိုဖြစ်သွားချိန်မှာကိုညီတင်ချောင်းအောင်စပူသားဆိုရင်ပြစ်ထားမှာမဟုတ်ကြောင်းပြောနေကြပါတယ်ရှင်။ကင်ဆာရောဂါခံစားနေရလို့ထိုင်းနိုင်ငံမှာစိတ်ကူးသားမှုခံယူနေရကြောင်းသတင်းထွက်လာတဲ့မင်းသားလွင်မို့ကျန်းမာရေးအခြေအနေမကောင်းမှုဆိုပြီးသတင်းတွေထွက်လာတာကတော့တရုတ်ဆောင်မင်းသားကြီးလွင်မို့ပါလွင်မို့ကတော့အခုကင်ဆာရောဂါခံစားနေရတယ်ဆိုပြီးတော့သတင်းတွေကပြန့်နှံ့နေရဖြစ်ပါတယ်ဒါကြောင့်လေပရိသတ်တွေကစိတ်မကောင်းဖြစ်ကြပါတယ်အားလုံးသိကြတဲ့အတိုင်းပဲမင်းသားလွင်မို့ကတခေတ်တခါကပရိသတ်ချစ်တော်မင်းသားတစ်လက်ပါလွင်မို့ကဟာတာအချစ်စတဲ့ဇာတ်ရုပ်တွေကိုပြည်ပြင်းအောင်တရုတ်ဆောင်နိုင်ပါတယ်မင်းသားလွင်မိုးကအနုပညာလောကမှာဒါမကပြင်ပဘဝမှာပါအောင်မြင်မှုရရှိထားပါတယ်။လွင်မိုးကတော့အောင်မြင်တဲ့စီးပွားရေးထိပ်တန်းလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တယ်လို့မိသားစုပေါ်မှာလည်းတာဝန်ကြီးလုံးတဲ့သူတူလို့ဆိုရမှာပါ။လွင်မိုးကတော့ဇနီးတဲ့ပေါ်မှာတစ္ဆာမဖောက်ပြားပဲသမီးလေးနှစ်ယောက်နဲ့အတူတူတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်နိုင်ခဲ့ရပါ။လွင်မိုးကသမီးလေးနှစ်ယောက်ကိုပညာတတ်ပြီးထူးချွန်ထက်မြက်တဲ့သမီးလေးတွေဖြစ်အောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ရုံးရလွင်မိုးအိမ်ထောင်ကြတော့ကလည်းအပြစ်မပြောဘဲသမီးလေးကိုမျက်နှာမငယ်လက်ထပ်ပေးခဲ့တယ်လို့အိမ်ထောင်ကွာရှင်တော့လေသမီးလေးကိုကိုယ့်ရဲ့ရင်ခွင်အောက်မှာထားပါတယ်။ဒါအပြင်လင်မိုးကမြေလေးလျံကိုလည်းရုံးရလင်မိုးနိုင်ငံသားမှာကျောင်းတက်နေစဉ်အငယ်စဉ်ကလေးကပြုစုဆောင်ရှောက်ပေးထားခဲ့တာပါ။မကြခင်ကပဲလွင်မိုးဟာမြေလေးလျံနဲ့တရဏဘောင်ဝင်ပြီးတော့မြေလေးကိုရှင်ပြုခဲ့တာဖြစ်ပါတယ်။အခုတော့မင်းသားကြီးအကယ်ဒမီလွင်မိုးတယောက်တော်တော်လေးကိုနေမကောင်းဖြစ်နေရလို့သိရပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံမှာစေကူတာမှုခံယူနေရတာဖြစ်ပါတယ်။ဒါကြောင့်လွင်မိုးကတန်ဝေကရတဲ့ post တွေတင်ထားပါတယ်။တချို့သောအတိမပြုတ်နိုင်တဲ့သတင်းတွေအရလွင်မိုးဟာတရက်ရွက်ခန့်စာဖြစ်နေကြောင်းသိရတာလည်းဖြစ်ပါတယ်ရှင်။သူမရုပ်ရှင်ဇာတ်ကားတွေယုံတင်ခွင့်မရတဲ့နောက်ွယ်ကအကြောင်းရင်းကိုပြောလာတဲ့ဖွေးဖွေးထက်ဆင့်အကယ်ဒမီဖွေးဖွေးဆိုတာကြာရဇက်ရုပ်ကိုအသက်ဝင်အောင်တရုပ်ဆောင်နိုင်လို့ပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားတဲ့ထိတ်တန်းမင်းသမီးတဦးပါဒါပေမဲ့အမှုပညာမှာဘလောက်ပဲထူးချွန်နေပါစေသူမရဲ့ရုပ်ရှင်ကားကြီးတွေရုံပေါ်ရောက်ဖို့ကြတော့ဘာကြောင့်ဒီလောက်ထိခဲရင်းနေရတာလဲဆိုတော့ဘယ်ဟေဒီတစ်ခုဖြစ်နေပါတယ်ဖွေးဖွေးရင်ဖွင့်လာတဲ့ချက်လက်တွေကသူမရိုက်ကူးထားတဲ့ကားကြီးတွေကရိုက်ပြီးစည်းပေမဲ့ရုံတင်ဖို့အတွက်9နှစ်ကနေ9နှစ်အထိတောင်မှအလဲကျဖို့စောင့်ဆိုင်းနေရပါတယ်။ခန်းကော်နီရုပ်ရှင်ဇာတ်ကားကြီးကနေအခုနောက်ဆုံးသိုးမဲဇာတ်ကားအထိပရိသတ်တွေနဲ့ဝေးကွာနေရစေပါ။ဒီနေရာမှာပရိသတ်တွေအံ့ဩနေရတာကသူမရဲ့ညီမဝမ်းခွဲတော်ဆက်သူဝင်းမောင်ရွှေရဲ့အခြေအနေပါ။ကိကိရဲ့တိမ်ပကြီးနဲ့နဝဝင်တဲ့ဇာတ်ကားတွေကရိုက်ကူးပြီးတာနဲ့ချက်ချင်းဆိုသလိုရုံတင်ပြသခွင့်ရရှိနေချိန်ဖွေးဖွေးကတော့ဘာကြောင့်လင်းလျူရှုခံထားရလဲဆိုတာမေးခွန်းထုတ်စရာပါ။လူတွေကတော့ဖွေးဖွေးကအနုပညာစွမ်းအားနဲ့တန်တန်လေးရုန်းကန်နေရချိန်မှာဝင်းမောင်ရွှေကတော့ခရိုနီအတိုင်းဝိုင်းနဲ့ခိုင်မာတဲ့အဆက်အသွယ်တွေရှိလို့ရုံတင်ခွင့်အခွင့်အရေးပိုသားနေရလားဆိုတဲ့ထင်ကြီးတွေကတော်တော်လေးကိုကျေလောင်နေပါတယ်။ခြုံငုံကြည့်ရမယ်ဆိုရင်တော့2026ခုနှစ်မှာအနုပညာအရေးချင်းကိုအခြေခံပြီးတော့ဖွေးဖွေးရဲ့ဇာတ်ကားကောင်းတွေကိုပရိသတ်တွေအမြန်ဆုံးကြည့်ရှုခွင့်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။